ဒီယထာလန်းကိုအနေရရှိဆုံးလို့လူတွေပြောကြတယ်။ဘာလို့လဲဆိုတော့ဒီယထာလန်းရဲ့နောက်ွယ်မှာလူပေါင်းသိန်းချီရဲ့အသက်တွေရင်းနှီးခဲ့ရတဲ့သမိုင်းကြောင်းရှိခဲ့လို့ပါပဲ။ဒါပေမဲ့တစ်ချိန်တည်းမှာပဲအလှဆုံးမြင်ကွင်းတွေတဲကတစ်ခုလည်းဖြစ်နေတယ်။ဒီနေရာကိုတေမင်းတမန်ယထာလန်းလို့ခေါ်ကြတာဟာဒုတိယကမ္ဘာစစ်အချိန်မှာလူထောင်ပေါင်းများစွာရဲ့အသက်နဲ့တိဆောက်ခဲ့လို့ပါဒီယထာလန်းတစ်လျှောက်သွားနေတဲ့အချိန်မှာအတိတ်ရဲ့ဇလံတွေတိတ်တဆိတ်လိုက်ပါနေတယ်လို့ခံစားရတယ်ကမ်းပါးပေါ်ကနေမြစ်ကိုကြည့်ပြီးသွားနေတဲ့ဒီမြင်ကွင်းကအလှဆုံးဆိုပေမဲ့အတွင်းမှာတော့နာကျင်မှုတွေနက်နက်ရှိုင်းရှိုင်းဖုံးကွယ်ထားတယ်တခါတော့ဒီနေရာကိုကိုယ်တိုင်လာပြီးခံစားကြည့်ပါအဲ့ဒီအချိန်မှာပဲနားလည်လာမယ်အလှပနောက်ွယ်မှာမမေ့တဲ့သမိုင်းတွေရှိနေတယ်